မှာဒီဘက်ကတချမ်းပေါ့ဟိုဘက်ကတော့လမ်းလုံးဝပိတ်သွားတဲ့နေရာကိုကျွန်တော်ဆက်ချောင်းနေပါတယ်ဒီမှာဒီဟာလုံးဝလမ်းလိုင်းကြီးမှဖြစ်သွားဘလုံးဝကားရောက်လို့မရတဲ့အခြေအနေဖြစ်သွားတယ်เนาะဒီလမ်းမကြီးတစ်ခုလုံးပိတ်သွားပါဒါကတော့တုံဂါပူရီဟိုတယ်နဲ့ဟိုဘက်အမရာဟိုတယ်နဲ့ဟိုဘက် Max Hotel Junction ပေါ့နော်ဒါမီးပွိုင်းအဲ့မှာကြီးလိုက်မယ်ဆိုရင်လုံးဝဒီလမ်းကလုံးဝသွားလို့မရတဲ့အခြေအနေဖြစ်သွားပြီဟိုဘက်မှာလည်းဖြစ်နေပလက်ရလမ်းကိုလှုပ်ပေးနေရတယ်ဟိုဘက်မှာဆိုလဲဟိုဘက်အရှိကိုကြီးလိုက်ဆိုရင်လမ်းကလုံးဝသွားလို့မရတဲ့အခြေအနေလိုက်ထားသွားပြီပေါ့နော်ဟိုဘက်ဆိုပို့ဆိုးပြီအမလေးဟိုဘက်ချမ်းဆိုရင်ဟိုဘက်ချမ်းလုံးဝပိတ်သွားရဲ့အဲ့ဘက်ချမ်းဆိုနော်ဒီထက်ရိုက်ပြပါမယ်အဲ့ဒီဘက်ချမ်းကားတွေအဲ့ဒါပလက်ရပြောနေအချိန်နဲ့ရမ်းသွားနေလို့အချိန်နဲ့ချော့ခိုင်းနေရတယ်လမ်းကလုံးဝနေပြီးတော့ဒါနေပြီးတော့လမ်းမကြီးပဲရသတင်ကြီးကလမ်းမကြီးနေပါပြီမလေးဒီမှာလမ်းနေအကုန်ပြိုသွားတယ်နေပြီးတော့မှလမ်းနေပိတ်နေပြီဒီမှာမြင်းညိုတာကြောက်ကြီးဖြစ်သွားတယ်ဒါနေပြီးတော့ဟို6လမ်းမောင်းလမ်းမကြီးပေါ့နော်တော်တော်လေးကိုဒုက္ခဖြစ်နေတာပေါ့နော်ဟုတ်ကဲ့